ပင်လယ်နဂါးအဖိုတွေဟာကိုယ်ဝန်ဆောင်ပြီးကလေးမွေးဖွားနိုင်တဲ့ကဘာပေါ်မှာတူးဒီသောတရိတ်ဆန်အမျိုးအစားဖြစ်ပါတယ်။မျိုးပွားချိန်မှာအမဖြစ်သူကဥတွေကိုအဖိုရဲ့ဝမ်းပိုက်မှာရှိတဲ့အထူးအိတ်လေးတွေကိုထည့်ပေးလိုက်ပါတယ်။အဲ့ဒီနောက်အဖိုကဥတွေကိုတန်တီအောင်စေပြီးပါးပေါက်လေးတွေမွေးဖွားလာတဲ့အထိအစာအာဟာရကျွေးမွေးတာကာကွယ်စောင့်ရှောက်တာတွေကိုတင်းပတ်ပေါင်းများစွာကြာအောင်တာဝန်ယူလှုပ်ဆောင်ပေးရတာဖြစ်ပါတယ်။ပင်လယ်နဂါးတွေဟာမိတ်မလိုက်မီရက်အတော်ကြာအောင်တစ်ကောင်နဲ့တစ်ကောင်လူသားတွေကခုန်တယ်လို့မျိုးပတ်ချလေးကူးခတ်လေးရှိပါတယ်။ဒီလိုလှုပ်ချင်းဖြင့်သူတို့ရဲ့မျိုးဖွားမှုဆိုင်ရာအချိန်စရာ cycle ကိုအပြီးအယူတဲ့အောင်ညှိယူကြတာဖြစ်ပါတယ်။အစင်းသင်းဖြစ်ပြီးဆိုရင်အမားကသူမရဲ့ဥတွေကိုအဖိုရဲ့ဘိုက်မှာရှိတဲ့ brute pouch တားပိုက်အိတ်တွေကိုထည့်ပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအဖိုကတုပ်ပိုးတွေကိုထုတ်လွှတ်ပြီးမျိုးအောင်စေပါတယ်။ဒါကြောင့်ပင်လယ်နဂါးအဖိုတွေဟာမျိုးအောင်ခြင်း fertilization ကစလို့မွေးဖွားခြင်းအထိအိတ်ထဲမှာပဲတာဝန်ယူတာဖြစ်ပါတယ်။ဘာကြောင့်အဖိုကကိုယ်ဝင်ဆောင်ပေးရတာလဲ။သိပ္ပံပညာရှင်တွေရဲ့အဆိုအရတော့ဒါဟာမျိုးပွားနှုန်းမြန်ဆန်စေဖို့ဖြစ်ပါတယ်။အဖိုကကိုယ်ဝင်ဆောင်နေချိန်မှာအမကနောက်ထပ်ဥတွေအများကြီးထုတ်လုပ်ဖို့ခန္ဓာကိုယ်ကိုပြန်လည်ပြင်ဆင်နိုင်ပါတယ်။အဖိုကမွေးဖွားပြီးတာနဲ့အမကနောက်ထပ်ဥတွေထပ်ထည့်ပြီးနိုင်တာကြောင့်အချိန်တိုအတွင်းမှာသားသမီးအများကြီးထုတ်လုပ်နိုင်တဲ့နည်းဗျူဟာပဲဖြစ်ပါတယ်။